Speak ceremony this line to virtual confidence. ပုဂ္ဂိုလ်ကိုယုံကြည်မှုမြင့်တဲ့ဖို့အတွက်မနက်ခင်းတိုင်းဒီစာ6ကြောင်းကိုယူဆိုပါ Number 1. I'm ready for the challenge. ငါဟာစိတ်ကုန်မှုမှန်သမျှကိုရင်ဆိုင်မှုအစဉ်တင်ပဲ Number 2. Nothing can stop me. ဘယ်ရာမှငါ့ကိုတားဆီးလို့မရဘူး Number 3. I'm not alone. ငါဘေးမှာဘယ်သူမှမရှိလဲငါတယောက်တည်းနဲ့တင်ရပ်တည်နိုင်တယ် Number 4. I will not be defeated. ငါဘယ်တော့မှရှုံးပေးတူထောက်မှာမဟုတ်ဘူး Number 5. I believe in myself. ငါကိုငါပြေဝယုံကြည်တယ် Number 6. I deserve success. ငါဟာအောင်မြင်မှုနဲ့ထိုက်တန်တဲ့သူဖြစ်တယ်